ကားရပ်ထားတော့များအပင်ကကြီးသွားတာလားမသိပါဘူးဗျာကားသမားပဲဒီပင်ကိုလွတ်အောင်မမောင်းနိုင်တာလားဘယ်လိုလဲတော့မသိဘူးကိုပင်ညိုကူလိုပဲချိန်ဆုံးနဲ့ဖြတ်နေရတာပဲဖြစ်ပါလေကဲတစ်ချက်ကြည့်လိုက်အောင်ကားရဒီအပင်ကိုများမလဲဝင်းပြီးကိုချိတ်တာလားမသိပါဘူးကန့်နေရအပင်ကနောက်ကကားရင်းကြီးကလည်းပိတ်ပြီးချိန်စုံနဲ့ကိုဖြတ်ယူရတယ်ကားသမားရဲ့ကျွမ်းကျင်မှုမရှိလို့လေလားဒါမှမဟုတ်လမ်းနဲ့ကိုတော်တော်ကိုမလွတ်လို့ပဲလားမသိဘူးဗျာဒီနေ့တိုင်းပါ